Scottish one ကိုရောက်ပါပြီ။သူကScottish လေးအကုန်လုံးဝါးလေးနဲ့စောက်ထားတာပဲအထဲမှာလည်းအေးအေးဆေးဆေးနားလို့ရအောင်aircon လေးရှိတယ်။နားလည်းကြောဆန်းလို့ရအောင်အရာလေးပြင်ပေးထားတယ်။ Scottishတိုင်းတောက်တဲ့ဖူးလေးတွေပါတယ်။ဒါလေးကလူကြီးတွေနေနေကြတော့ရေကူးလို့အဆင်ပြေရနော်ရေစိမ်ပြီးတော့ကလေးတွေအတွက်ဆိုရင်တော့ရေကူးရတယ်။သူကအထဲမှာဆိုလို့ရှိရင်တိုင်းလက်ကနှစ်ခမ်းရေချိုးကနှစ်ခမ်းလို့ရေးထားပေးတာ။ဒီကပေါ်တာအောက်ထပ်နှစ်ထပ်ဖြစ်တဲ့အတွက်သူကလူကတော့8ယောက်လောက်ထိတဲလို့ရတယ်။ဒါပေမဲ့သူကအခန်းကားကို3ယောက်နဲ့ပဲသုံးမှတ်ထားတယ်။3ယောက်ထပ်ပို့လို့ရှိရင် extra charges တွေပေးပြီးတော့အေးစစ်စစ်ကြည့်ကြအောင်နောက်ပို့လို့ရတယ်။ရေချိုးခံသူကဒီလိုလေးပဲပါတယ်အခန်းဒါအပေါ်တမ်းမမီနီပါလေးပေါ့နော်သူမီနီပါမှလို့လည်းဘာမှတော့ထားမထားဘူးဒါပေမဲ့ရာရောဒီထည့်လိုက်ပါပြီထည့်ထားလိုက်တယ်ပြီးရအေးလေးတောက်လို့ရအောင်ပြီးသူအခန်းမှာဆိုရှင်ဖုန်းလေးနဲ့ထည့်ထားပြီးတော့ကြာစီကော်ဖီကိုရေဘူးလို့ရှိတယ်ဒီမှာရေကူးကန်ရှိရယ်ဒါဟိုပါပေါ့အပေါ်တက်ပါရှိလားဘောဓမာလေးကြည့်အေးထားနေအောင်တော့မတော်နေအောင်ဘောဓမာလေးနှစ်ခုရှိတယ်ဒီမှာဘူးကတော့တခြားလေးဖြူကောရေးဆိုတော့လေးဖြူတော့လေးဖြူလေး Creek Cottage ဒီလည်းပါတယ်သူကတော့အဲ့လိုပုံစံလေးပေါ့နော်သူကနာမည်မျိုးနဲ့ Cottage လေးရှိတယ်သူပုံစံနဲ့အကုန်လုံးကတော့ Cottage လေးကတော့ချစ်စီအားလုံးမှာပါတယ်ကိုပိုင် private လူလေးတွေပါတယ်ဒီက view လေးတွေပဲကွာလာတာပေါ့နော်နေရရှိရင်ညဘက်ဒီ activities တွေလုပ်ပေးတယ်ဒီကမှာဆိုလို့ရှိရင်လည်းဒီ reception မှာလိုက်ပါမယ်ရှိပါတယ်ဒီတတိယဒီတိုင်းမှာကျွေးတယ်တာဘူးကျွေး